နှစ်သက်ကူညမှာစပြစ်သီးစနှလုံးစားမိလို့တနည်းအတွင်းလက်ထပ်ဖြစ်သွားတဲ့ရှင်လက်ပရိသတ်များရှင်အရှင်မင်းသမီးရှင်လက်ကဒီဇင်ဘာလမှာလက်ထပ်တော့မှာဖြစ်ပြီးသူရဲ့မင်္ဂလာပွဲအတွက်ပြင်ဆင်နေပါပြီချစ်သူတက်တန်း6လမှာလက်ထပ်တော့မယ့်ရှင်လက်ကဖူးစာရှင်နဲ့မတွေ့ခင်မှာအသေးတွေကွဲနေခင်ရပါတယ်ဖူးစာရှင်နဲ့တွေ့စီမဲ့နီလန်တစ်ခုကိုလုပ်ပြီးတဲ့နောက်မှာတော့ရှင်လက်ကတကယ်ကြီးလက်ထပ်ဖြစ်သွားခဲ့ပါတယ်နှစ်သက်ကူညမှာစပြစ်သီးစနှလုံးကိုစားရင်ဖူးစာရှင်အစ်စ်နဲ့အမြန်ဆုံးစုံနိုင်တယ်လို့ပြောတာကြောင့်ရှင်လက်ကလည်းလွန်ခဲ့တဲ့နှစ်သက်ကူညမှာလောက်ခဲ့ပါတယ်နှစ်သက်ကူညမှာသူရဲ့အိမ်မှာမင်္ဂလိတငယ်ချင်းတွေဆိုပြီးစပြစ်သီးတွေကိုစားခဲ့ပါတယ်ဒီနေ့တိုင်းလုံရင်အချစ်နဲ့ဆုံရတယ်ဆိုတာမသိကြပြီမဲ့လေ2025နှစ်ထဲမှာတကယ်လက်ထပ်ဖြစ်တော့မှာပါအချင်းအင်းနဲ့ပတ်သက်ရင်အမြဲတမ်းငိုနေရတဲ့ရှင်လက်ကမိတ်ဆွေတယောက်ရဲ့မိတ်ဆက်ပေးမှုကြောင့်ဖူးစာဘက်နဲ့ဆုံတွေ့သွားခဲ့ရပါတယ်သူရဲ့ချစ်သူကဩစတြေးလျမှာကျောင်းတက်နေပြီးငွေကြေးချမ်းသာကျွဲဝါးတဲ့အပြင်ရင်လက်ထက်လည်းအသက်ငယ်သူဖြစ်ပါတယ်အွန်လိုင်းမှာသိပြီးရဲ့နောက်မှာရန်ကုန်ကိုပြန်လာပြီးသူတို့နှစ်ယောက်ချစ်သူတွေဖြစ်သွားပါတယ်ချစ်သူဖြစ်ခွင့်ဆိုပြီးခန်းခန်းနာနာနဲ့ချင်းရေးဆိုခဲ့တယ်လို့လက်ထပ်ခွင့်ကိုလည်းစိတ်နှက်စုပ်အကြီးကြီးနဲ့တောင်းခံခဲ့ပြီးဩစတြေးလျကိုလည်းမပြန်ဖြစ်တော့ပါဘူးရှင်လက်ထက်အသက်ငယ်ပြီးမဲ့နေရာစလုံးကလိုက်ဖက်နေကြပြီးရှင်လက်ရဲ့မိဘတွေကိုလည်းလီလီဆာဆာဆက်ဆံပေးတဲ့ချစ်သူဖြစ်ပါတယ်ချစ်သူသက်တမ်း6လအတွင်းမှာရှုံချရလောက်တဲ့အနေအထားနဲ့နေထိုင်ခဲ့လို့ရှင်လက်ကလက်ထပ်ဖို့အတွက်ဆုံးဖြတ်လိုက်တာပါသူရဲ့ဖြစ်တည်မှုတိုင်းကိုလက်ခံပေးနိုင်တဲ့ချစ်သူကိုရွေးချယ်လိုက်တဲ့ရှင်လက်ကတော့စပစ်တီအစွမ်းနဲ့တကယ်ပြနေပြီဖြစ်ပါတယ်တချို့တွေလည်းဒီနေ့အတိုင်းလိုက်လို့ကြည့်ပြီးဖူးစာပဲအစ်စ်မှန်နဲ့တွေ့သွားကြပါတယ်တိုက်ဆိုင်တာမဟုတ်ပေတကယ်အစွမ်းထွက်လို့အချို့တွေလည်းလိုက်လို့ကြည့်နေပါတယ်ရှင်လက်လည်းစမ်းသပ်ကြည့်မယ်ဆိုပြီးခုံအဝင်ကစပစ်သီးစားရကနေဒီဇင်ဘာလအတွင်းမှာတော့ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကိုကျင်းပတော့မှာပါရှင်လက်တို့အတွဲလေးကအရန်ချစ်ကြပြီးလက်ထပ်ဖို့အတွက်လည်းအစအစရရပြင်ဆင်ပြီးသွားပါပြီအရင်ကအချင်းကမကောင်းခဲ့တဲ့မင်္ဂလေးကစပစ်သီးကြောင့်အခြေခံနေရပါပြီနှစ်သက်ကူညမှာစပစ်သီးစားရင်အချစ်နဲ့ဆုံပြီးအမြန်ဆုံးလက်ထပ်ရတယ်ဆိုတာတကယ်ဖြစ်နိုင်ပါမလားဆိုတာ comment မှာပြောပြပေးခဲ့ပါအောင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်